သုံးနေတဲ့အင်အားတွေခင်ဗျားတို့ကပါဒီကောင်တွေကပါဒီလောက်ပဲရှိရခင်လို့လားဖြင်းဖြင်းတက်ရင်းနေချင်းလင်းနေတက်ရင်းနေမကဘူးနော်ဒီကောင်တွေမှာအရန်အင်အားဆိုတာလည်းရှိသေးတယ်လူတွေကုန်သွားရင်ဘာနဲ့တိုက်မယ်ဆိုတာရှိသေးတယ်လေချောင်းတစ်ခုတည်းမဟုတ်ဘူးနော်ကျွန်တော်အများကြီးရှိသေးတယ် biochemical weapon ဆိုတာရှိတယ်ဒီကောင်တွေထုံးမသုံးမထားတဲ့ဟာတွေအများကြီးအကျိုးတိုင်းသားတွေခံမှုတယ်ကဲအဲ့ဒါဖြစ်မှန်ပဲအဲ့ဒါကိုဖေးဖေးမင်းနေအခုဒီကောင်တွေတကယ်တိုက်နေတာမဟုတ်ဘူးယုံလာတာယုံလာခမရထုံးမပြိုးမရှိုးထားတဲ့လက်နက်တွေအများကြီးရှိတယ်လူမလို့တော့ဘူးဒီကောင်စစ်သားတွေဒီကောင်စစ်သားတွေဟေးဝါဘေးတီးပေးတဲ့မီဒီယာတွေကလည်းအများကြီးပဲအဲ့ကောင်တွေတခါလေးပြောမယ်အဲ့ဒါကြံရပါနော်တေဆုံးသွားကြတယ်ဘူးမသိကိုမသိတေဆုံးကြတဲ့လူငယ်တိုင်းအတွက်မင်းတို့မှတောင်းရှိတယ်ဟိုဘက်မှာလည်း lobby ရှိသလိုဒီဘက်မှာလည်း lobby ရှိတယ်အဘက်ဘက်မှာ lobby ရှိတယ် lobby media တွေစကားတစ်ခုပဲပြောမယ်မင်းတို့ journalist ဆိုလို့ရှိရင်မင်းတို့မှတာဝန်ရှိသွားပြီပြည်သူလူထုကိုအမှန်မသုံးသပ်နိုင်အောင်တကယ်သတင်းအချက်လက်မသားရဝါကမန်းတွေကိုထိုင်ပြီးတော့ဖြန့်ဖြူးနေတဲ့မီဒီယာတွေတေဆုံးသူလူ generation Z လူငယ်တိုင်းအတွက်တာဝန်ရှိသလိုတော်လန်ရေးတစ်လဲရတဲ့တရားခါဟာမင်းတို့ကမှလည်းပါတယ်မင်းတို့တာဝန်ရှိတယ်မင်းတို့ပြည်သူလူထုကိုသတင်းအလိညာတွေ false hope တွေပေးလေရှိတဲ့မီဒီယာတွေမင်းတို့မှတာဝန်ရှိကြောင်းမင်းတို့သိရတယ်အဲ့ဒါမပြောင်းလဲဘူးမပြောင်းလဲတဲ့မှန်တရားမင်းတို့လည်းမြဝတီနဲ့အတူတူပဲမြန်မာအပန်နဲ့အတူတူပဲအဲ့ဒီအပိုင်းကိုမီဒီယာတွေမီဒီယာလောကသိအောင်ဖြန့်ပေးတာကျွန်တော်ကုညီပါဒီကောင်တွေကြည့်မှာမဟုတ်ကျွန်တော်သိဒီကောင်တွေစောက်ချိန်မရှိဒီကောင်တွေစောက်ထင်လည်းမကြည့်ဘူးရဲဝင်းသူကိုစောက်ထင်လည်းမကြည့်ဘူးရဲဝင်းသူကိုစောက်ဖက်လည်းမလုပ်ဘူးဒီကောင်တွေကြည့်မှာလည်းမဟုတ်အဲ့တော့မမြင်အောင်ပြပေးတာ